မင်္ဂလာပါရှင်အပတ်စဉ်စနေညသတင်းတင်ဆက်မှုစစ်စင်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ဝေယံပြည်သူစစ်တပ်ဖွဲ့မှခီးသွွားများနဲ့မော်တော်ယာဉ်များကိုစစ်ဆေးရှာဖွေနေတဲ့သတင်းလိုင်နောင်ခူးစစ်ရှောင်းစခန်းမှနေအိမ်ပစ္စည်းမှုများလာတာကြောင့်ပြုပြင်ဖို့အကူအညီလိုအပ်နေတဲ့တဲ့နဲ့မိုင်ဂျာယံလွေကျဲသွားလမ်းမပေါ်ပစ္စည်းလူရဲမှုတွေမကြာခဏဖြစ်ပွားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ကျွန်မအခုမှကြာစင်ပါရှင်ဝိုင်းမော်မြို့နယ်ဝရံကျေးရွာမှာတပ်ဆွဲတဲ့ပြည်သူစစ်တပ်မှဇွန်လ30ရက်နေ့ကခီးသွွားများနဲ့မော်တော်ဆိုင်ကယ်ယာဉ်များအလုံးကိုစစ်ဆေးရှာဖွေနေကြောင်းသတင်းရရှိပါတယ်။ဝိုင်းမော်မှပရင်ခုနှစ်ပိတ်တာဝယ်ယူလာတဲ့နမ်ဝကျေးရွာကအမျိုးသမီး3ဦးကိုလည်းဖမ်းဆီးစစ်ဆေးခဲ့ပြီးပရင်တပိတ်တာမှာငွေကျပ်9000ဖြစ်စုစုပေါင်းငွေကျပ်3,500ပေးဆောင်စေပြီးအဆိုပါအမျိုးသမီး3ဦးကိုနေ့လယ်12:20ခန့်ကပြန်လွှတ်လိုက်ကြောင်းသိရပါတယ်။အဆိုပါပြည်သူစစ်တပ်ကိုပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ကKIAတပ်တို့တောက်ရောက်တိုက်ခိုက်ခဲ့ပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကပြည်သူစစ်တပ်မှထိခိုက်မှုများရှိပြီး၎င်းတို့ရဲ့စစ်လက်နက်ခဲယမ်းများကိုလည်းKIAတပ်တို့တင်စီရခဲ့ပါတယ်။၎င်းနောက်မှာပြည်သူစစ်တပ်ဘက်မှယခုလိုရှာဖွေစစ်ဆေးတာတွေပုံမတင်းကျပ်လာကြောင်းသိရပါတယ်။၎င်းပြည်သူစစ်တပ်အဖွဲ့မှပြီးခဲ့တဲ့နှစ်ကလည်းဝေယံကျေးရွာမှာစခန်းချနေထိုင်ပြီးဖြတ်သွားဖြတ်လာခီးသွားပြည်သူများမော်တော်ဆိုင်ကယ်ယာဉ်များကိုရှာဖွေစစ်ဆေးခြင်းငွေကြေးမတရားတောင်းခံခြင်းတွေလှုပ်ဆောင်နေကြောင်းသိရပါတယ်ရှင်။အရှိပိုင်းတိုင်းစစ်ဌာနချုပ်မိုင်ဂျာယံမှလွေကျဲသွားလန်းကြားဇွန်လအတွင်းပစ္စည်းလူရက်တာတွေမကြာခဏဖြစ်ပွားနေကြောင်းသိရပါတယ်။ပစ္စည်းလူရက်သမျှအဖွဲ့တွေကတယောက်တည်းသွားလာတဲ့ခီးတွေကိုပြစ်မှတ်ထားပြီးပတ်စံအိမ်နဲ့တန်ဖိုးရှိတဲ့လက်ဝတ်ရတနာတွေကိုသမျှတိုက်လူယူနေတာဖြစ်ကြောင်းလွေကျဲတဲ့ခံသူဦးခါမှသိရပါတယ်။အခုလိုမျိုးပစ္စည်းလူရဲမှုတွေမကြာခဏဖြစ်ပွားတဲ့အတွက်ပြည်သူများခီးသွွာလာရဲ့အတွက်လုံခြုံမှုမရှိစိုးရိမ်နေကြကြောင်းသိရပါတယ်။ COVID-19 ရောဂါဖြစ်ပွားပြီးနောက်တရုတ်ဆိုရကလည်းတရုတ်ပြည်ဘက်ကနေပစ္စည်းများတင်ယူဖို့အခက်အခဲရှိတဲ့အတွက်အရှိပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိပြည်သူများကလေကျဲဘက်ကိုအတိကထားပြီးပစ္စည်းများဝယ်ယူကြရတာဖြစ်ပါတယ်။ယခုလိုမျိုးပြည်သူအများသွားတဲ့လမ်းမပေါ်မှာပစ္စည်းလူရဲမှုတွေမကြာခဏဆိုသလိုရှိလာတာဟာမူရစ်စေဝါသုံးဆွဲသူတွေများလာတဲ့အတွက်ကြောင့်လည်းဖြစ်နိုင်တယ်လို့ဒေသခံများကပြောပါတယ်ရှင်။ပမာတိုင်းသားဘာသာဖြင့်သတင်းတင်ဆက်မှုစီစဉ်ကိုကြည့်ရှုနားဆင်တဲ့ပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။